ဒီနေ့ဝတ်သားစင်ကိုအတွက်သုံးထပ်သားလေးကိုခီးပါမယ်ရှင်သုံးထပ်သားကိုပပလေးခီးပါမယ်ရှင်ခီးပြီးတဲ့သုံးထပ်သားဒီလေးဒီလိုအနေထားလေးနဲ့ဆိုရင်ရပါပြီဝတ်သားစင်ကိုလုံးပြပါမယ်ရှင်ငါခီးတဲ့ဝတ်သားလေးကိုစားတစ်ဖက်ရေဆုံးတစ်စုံပြီးတော့မယမ်းပြထည့်ပါမယ်တမအောင်နေပြီးတော့မယ်မယမ်းပြစားဝတ်သားကိုမိနစ်20လောက်နေပြီးနှက်ထားပေးရပါမယ်ခဏတော့နှက်ထားတဲ့ဝတ်သားလေးကိုမိနစ်20နှက်ထားပြီးတော့အရည်တွေကိုညှစ်ထောက်လိုက်ပြီနော်ဒီမှာဝတ်သားနဲ့မယမ်းပြနေရတဲ့အရည်ကဒီလိုနေထားရပါမယ်ဒီကျတော့လှီးပါမယ်ရှင်းစင်ပါမယ်တော့လောက်ဖို့အတွက်ကိုစပလင်6ပင်လောက်လိုပါဝတ်သားကြီးလိုဝတ်ဆိုစပလင်လေး6ပင်လောက်တောင်းထားပါမယ်နော်ဒီကတော့9လုံးတောင်းထားပါမယ်ရှင်းကျတော့ဒီ9လုံးပြီးတော့ကျတော့ဖြူက4မှတောင်းထားပါမယ်နော်ဝတ်သားစင်ကိုစင်လေးဖြစ်နေပါပြီကောလုံးနော်မပန်းဝတ်သားနဲ့မယမ်းပြနေတဲ့အရေးစပလင်ကျတော့ဖြူနန်းနန်းပဲနေဒီတာကိုဒီလိုမျိုးလေးမိပြင်ထားတာပါနော်ပြီးတော့ချုံအောင်ပြီးတော့ကျတော့နေတယ်ဒါစင်ကိုတော့မမတော့စီတဲအိုးပူသေးလို့စီထဲပါမယ်စီနည်းနည်းလေးထည့်မယ်နော်ဒီနေရာမှာစီအဲ့တုံးကြမလို့ပါဘူးစီဘူးလာပြီဆိုရင်ခဏတော့အားနဲ့မယမ်းပြနေရတဲ့အရေးလေးကိုထည့်ပါမယ်ရှင်ဒီလိုနော်အဲ့ဒါဖြစ်လာတဲ့ဒီကိုဝင်ပေးရတယ်အဲ့ဒါဖြစ်လာအခါကျလို့ရှိရင်ခဏတော့နေအဲ့ဝတ်တာကိုထည့်ပါမယ်နော်ဒီတော့တမအောင်ရောမှုတွေရတယ်ဝတ်သားတွေအခုလိုအပူရောလေးနည်းနည်းအောက်ကျလာပြီးတော့ချက်လို့ရပါပြီကြာကြီးမချက်ပါဘူးနော်အခါလို့ထည့်ပါနော်ဝတ်သားကြာကြီးချက်တဲ့ခါကျရင်ဝတ်သားဟင်းဖြစ်တော့နော်ဟင်းပေါ်မဖြစ်တော့ဘူးအခုလိုဝတ်သားတွေကိုမှုေးသွားအောင်ခုနမိခင်နဲ့ငရုတ်တီကိုထည့်ပါမယ်ဒါမှမှုေးမှာနော်ပြီးလို့ရှိရင်ချက်သွန်ကြီးပြီးရင်စပလင်ပြီးလို့ရှိရင်အချိုမှုတ်ထည့်ပါတော့အချိုမှုတ်ကတော့ရပည့်ရည်သုံးတစ်စုံစားပါပြီးရင်တမအောင်နေပေးရပါမယ်ဒီနေ့မှာစားနေနေထည့်ပါမယ်နော်စားကိုဖက်ရည်သုံးတစ်စုံနဲ့ထည့်ပါမယ်မြုပ်ဒီအလောတော့မဟုတ်ဘူးတစ်စုံထည့်ပါမယ်နော်စိတ်ရတဲ့ကြက်သွန်ချူလေးကိုထည့်ပါမယ်ပြီးရင်နည်းနည်းလေးထည့်ပြီးတော့တမအောင်ပြင်နေပါမယ်ရှင်ဒါဆိုရင်ဝတ်သားစင်ကိုတော့အကုန်လုံးပြီးစီးပါပြီခုဆိုရင်ဝတ်သားစင်ကိုလေးကိုဒီစားသုံးလို့ရပြီနော်ဒါဆိုခမင်းမိတ်ကတွင်းတွေ့စီမဲ့ဝတ်သားစင်ကိုလေးလိုက်လောက်စားကြည့်ပါနော်